ဒီနေ့တော့ပဲပြုတ်ထမင်းကြော်ငဖဲကြော်ကိုက်လန်ကြော်နဲ့စားပါတယ်ငဖဲတဲကိုစနွန်းငရုတ်စင်းရောင်တင်စားဟင်းခမ်းမုံဂျင်းထောက်ထားတာရင်းညစ်ထည့်ပြီးတော့ဂျုံနေတယ်လို့နေပါမယ်ငါးတွေလက်ကိုကတ်လာရင်တော့ရေနဲ့ဆွတ်ပြီးတော့ထပ်နေပါမယ်အဲ့လိုပုံစံနဲ့ငါးခါလောက်နေပါမယ်ငါးတွေနဲ့ပြီးရင်တော့ထမင်းရင်ကြော်ပါမယ်ကြက်သွန်ဒီကိုစနွှဲထဲစီတက်ပြီးတော့ပဲပြုတ်ထည့်ပါမယ်ပဲပြုတ်ကိုခဏကြော်ပြီးရင်တော့ထမင်းထည့်ပါမယ်ကျမကပဲပြုတ်ကိုရေခဲတစ်တာနဲ့တင်ထားတာမို့လို့ဣသွားအောင်လို့အရင်ကြော်လိုက်တာပါနေချင်းဝယ်လာတဲ့ပဲပြုတ်ဆိုရင်တော့ထမင်းထည့်ပြီးမှပဲပြုတ်ထည့်ကြော်ပါစားထည့်တေချာကြော်ပြီးရင်တော့ပဲပြုတ်ထမင်းကြော်လေးချက်ပါပြီပြီးရင်ကိုက်လန်ကြော်ဖို့အတွက်ကိုက်လန်လေးတွေကိုတင်ပြီးတော့စားနဲ့ရေထည့်စိမ့်ထားပါမယ်ကိုက်လန်ကိုစားရည်စိမ်ထားတော့မှငဖဲကြော်ပါမယ်။တီပူလာမှငဖဲတွေကိုနှစ်သက်တယ်လို့ပုံစံလေးတွေလုပ်ပြီးတော့ကြော်ထားပါမယ်။တစ်ဖက်ချက်မှတစ်ဖက်လန်ကြော်ပြီးတော့ဒီလိုအနေထားလေးဆိုရင်တော့ငဖဲကြော်လေးချက်ပါပြီ။လဲတဲကစီတွေကိုထမင်းစားစွန်းတစ်ဝက်စာပဲခြံပြီးပကံတစ်ခုတည်းကိုခတ်ထည့်ထားပါမယ်။ရက်သွန်ဖြူကိုစနွန်းပါတယ်ဆိုရုံလေးထည့်စီတက်ပါမယ်။ပြီးရင်တော့စားရည်စိမ်ထားတဲ့ကိုက်လန်တွေကိုရေလေးတစ်လောက်စီးပြီးတော့ကြော်ပါမယ်။အရသာအတွက်စားနဲ့ဟင်းခတ်ပုံ2မျိုးပဲထည့်ပါမယ်။အရွက်လေးအီအောင်အဖို့ခဏတည်ပြီးရင်တော့ကိုက်လန်ကြော်လေးချက်ပါပြီ။